အားလုံးပဲမင်္ဂလာပါဗျာဒီနေ့မှာတော့အရန်လွယ်ကူတဲ့ဘာလို့ကျွန်တော် AI နဲ့တချင်းထုံနေကျွန်တော်ပြပြတော့မှာပဲဖြစ်ပါတယ်သူကအရန်ကိုလွယ်ကူပါတယ်အရန်ကိုလွယ်ပါတယ်လွယ်လို့ကျွန်တော်တို့ဘာလို့ပြောရမှန်းကုန်တိတော့အရန်လွယ်ပါတယ်ဒါတော့ကျွန်တော် AI နဲ့ထုတ်လိုက်နမူနာတစ်ချက်မှာ Bite ထဲက rumble rhythm ကကျန်းတယ်လူတွေများကြီးဘယ်နှသွားရမလဲခြေလမ်းတွေကမြန် skin ဖတ်နေတယ်အရှိဖို့ချင်တဲ့ SOS ခေါ်နေပြီမျက်လုံးစားကွင်းမှာအိမ်သာရှာနေမိ DB ထဲမှာပြောမရတော့ဘူးကဲပါအောင်အောင်ထားဖို့မလွယ်ဘူးငါချီပါခြင်းနဲ့အခုချက်ချင်းပဲငါချီပါခြင်းနဲ့ငါချီပါခြင်းနဲ့ငါချီပါခြင်းနဲ့ဘယ်လိုအောင်မလဲဆိုရင်အဲဆုံးတင်ရမော်နော်ကျွန်တော်မချီပါခြင်းနဲ့ဆိုချင်းဟုတ်တော့ဘူးဒီမီနိုင်းရတော့ပါ rhythm ကကျန်းတယ်လူတွေများကြီးဘယ်နှသွားရမလဲခြေလမ်းတွေကမြန် skin ဖတ်နေတယ်အရှိဖို့ချင်တဲ့ SOS ခေါ်နေပြီမျက်လုံးကစားကွင်းမှာအိမ်သာရှာနေမိ DB ထဲမှာပြောမရတော့ဘူးကဲပါအောင်ထားဖို့မလွယ်ဘူးငါချီပါခြင်းနဲ့အခုချက်ချင်းပဲငါချီပါခြင်းနဲ့ဘယ်လားလဲ hey ငါချီပါခြင်းနဲ့ငါချီပါခြင်းနဲ့အဲ့လိုမျိုးပေါ့နော်လူလေးပေါ့ပါအဲ့ဒါတော့ဂျီမီနိုင်းပုံကြီးပေါ်ဟာတော့ကြိတ်ချင်းဖြောက်လေးနော်နော်ဂျီမီနိုင်းအေးရင်ပြောပေါ့ရိုက်ရှာပါနဲ့အေးရင်ဂျီမီနိုင်းမှာခုကဲဂျီမီနိုင်းရေးရတယ်ဗျပြီးတော့ create music ဆိုတာလေးနှိပ်လိုက်ပါပြီးအောက်ဆုံးဆိုရမှာပါဒီမှာပါအားလေးနှိပ်လိုက်ပါအမအိုးပုံလေးနဲ့အဲ့လေးနှိပ်လိုက်ပါပြီးတော့ no create CRS မှာရဗျာမှာ မှာရဗျ CREAD မှာ create create မြန်မာ SONG sound create မြန်မာ sound နေရလေဗျပြီးတော့ကမြန်မာတို့နမူနာဖြစ်နေမြန်မာအတဲကွက်ချင်းထုတ်ပြပါမယ်ဆိုတော့မြန်မာစာရိုက်ပြီးရမှာဖြစ်ပါတယ် create မြန်မာ sound ရိုက်ပြီးလို့ရှိရင်တို့ကြိုက်တဲ့ဟာလေးကိုကြိုက်တဲ့တချင်းကိုထုတ်လို့ရပါပြီတို့တော့နော်မြန်မာအတဲကွဲဒီချင်းနော်မြန်မာအတဲကွဲတချင်းတို့စာရိုက်တာနှင်းနေတောင်းမှမိကြည့်ပေးကြပါတို့စာရိုက်တာနှင်းလေတောင်းမှမှာတို့မှာတော့စာရိုက်တာနှင်းတိုင်းလေတောင်းမှမှာတို့နားလေခွင့်လုပ်ပြီးကြည့်ပေးကြပါစာရိုက်တာနှင်းလို့ရှိရင်တောင်းမှမှာနော်မြန်မာအတဲကွဲတချင်းတပုတ်လောက်ဖန်တီးပေးပါနော်ဖန်တီးပေးပါနော်ပြီးတော့တော့တခြားနိုင်ငံခြားအတိုင်းနေပြောရလို့မြန်မာအတန်နဲ့ပေါ့နော်အဲ့ဒါဆိုရပါပြီအဲ့ဒါဆိုသူ့ပို့ပေးလိုက်တာပို့ပေးလိုက်လို့ရပါတယ်ဒါဆိုလို့ရပါပြီအတန်းနဲ့ဆိုပြီးပို့ပြီးလို့ရှင်ပြီးတော့ပို့ပေးလိုက်ပါပြီအဲ့တော့30စက္ကန့်ဆောင်ခိုင်းပါတယ်နော်ဗီဒီယိုရှိတာနော်ဗီဒီယိုရှိမှကြောက်လို့ဖြောက်ပေးလိုက်ပါပြီဒါဆိုရင်တော့ဗီဒီယိုရပါပြီတို့တချင်းတစ်ပုတ်ရပါပြီနားထောင်ကြည့်ပါရင်ထဲမှာဒီညလဲမင်းပုံရိပ်တွေပဲအလဲရောက်အောင်မကနေပေမဲ့ကိုကဘာကမောင်းနေစေ Reggaeton beat ကမြန်နေတယ်ရင်ခုန်တဲ့ကနေနေစေမင်းမျက်နှာလေးပဲမြင်နေတယ်ဒီတချင်တဲ့ချေလောင်ပါစေမင်းတန်ကိုမေးသွားအောင်လို့ဒါပေမဲ့မေးမရဘူးအဲ့ဒါလည်းဖြောက်လိုက်ရပါမယ်ရင်ထဲမှာဒီညလဲမင်းပုံရိပ်တွေပဲအလဲရောက်အောင်မကနေပေမဲ့ကိုကဘာကမောင်းနေစေ Reggaeton beat ကမြန်နေတယ်ရင်ခုန်တဲ့ကနေနေစေမင်းမျက်နှာလေးပဲမြင်နေတယ်